မင်္ဂလာပါရှင်စီကျက်ကောက်ဆဲလှုပ်ရှားမလို့နော်ကြာညိုလေးရင်ထည့်ပါတယ်ပြီးတော့ဒါငံပြရည်ပါကြာညိုရဲ့ငံပြရည်ထည့်ပြီးလို့ရှိရင်ဒါချက်ကောပေါက်ကောစီမွေးလေးထည့်ပါတယ်အချိုမုံကြရင်လည်းအချိုမုံလေးဒီညမှာထည့်လို့ရပါတယ်ဒါကတော့ခောက်ဆွဲရဲ့ပဲပင်ပေါက်ရဲ့မုံညင်းဥပုပ်ရဲ့ပေါ့နော်အဲ့ဒါလေးကိုကြရိုးပြုတ်ရည်ထဲမှာနော်5မိနစ်လောက်ပေါ့5မိနစ်လောက်လေးပူပေးပါတယ်ဒါအခြေတောင်နေသွားပြီပေါ့နော်နည်းနည်းဟိုအပွဲရည်များသွားပြီဟုတ်ပြီဒါလေးကကြတော့ကိုကြိုက်တဲ့အနေထားလေးရပြီဆိုရင်ဆယ်ပြီးတော့ပေါ့နော်ဒီမှာကြက်ရိုးရဲ့ငဖယ်လုံးလေးတွေရဲ့နောက်ပဲပင်ပေါက်ရဲ့မုံညင်းဥပုပ်ရဲ့အောက်ဆွဲရဲ့ပေါ့နော်အောက်ကအရသာထည့်ပြီးသားနော်ငပြရည်ရဲ့ဒါညို့ရဲ့ပြီးတဲ့ခါကျတော့ခယူးစီပါတယ်နော်ပြီးတဲ့ခါကျတော့အချုံမုံကြိုက်ရင်တော့အချုံမုံနည်းငယ်ထည့်တယ်ပေါ့နော်ဒီထဲမှာကျမတို့ဟွာလေးလေးထည့်ပါတယ်မီယိုကောင်းလေးလည်းအနည်းငယ်ထည့်လိုက်ပါသေးတယ်မီယိုကောင်းလေးအနည်းငယ်ပါတယ်ပြီးတော့ဒါကိုစားခြင်းနဲ့ပေါ့နော်အားလေးတွေစီစဉ်ထားပြီးတော့တခါလေးတန်းထည့်ရုံပါပဲရှင်ပြီးတော့ဘာလို့သေးလဲဆိုတော့ငုံဥပြုတ်ကလေးလိုအောင်ပါပါနော်ငုံဥပြုတ်ကလေးလည်းထည့်လိုက်ပါဦးမယ်ငုံဥပြုတ်ကလေးကလည်းအစင်စင်ဝယ်ပြီးတော့ပြုတ်ထားပြီးသားပေါ့နော်ငုံဥပြုတ်လေးထည့်တယ်ထည့်ပြီးတော့ကျမတို့ဟိုပါပေါ့နော်အိမ်မှာပေါ့နော်ချက်ပြီးတော့ရေခဲတက်တာတွေလည်းတင်းထားလို့ရတယ်ဒီမွေးလေးပေါ့ဒါလေးကငရုတ်ကြမ်းပတ်ရယ်ရေပဲတောင်းရယ်နှမ်းတောင်းရယ်ကိုဒါချက်ပေါက်ပေါက်ကောစီမွေးလေးနဲ့စီတက်ထားတာပေါ့နော်ဒါလေးလေးထည့်လိုက်ပါတယ်ထည့်ပြီးတော့ဒါကျက်သွန်ပြူစီကျက်တက်တက်ဒါလေးကတော့ကျက်သွန်ပြူစီကျက်တက်တက်လေးထည့်ပါတယ်ကိုကြိုက်တာလေးတွေအစုံပါပြီဆိုရင်တော့ကျက်သွန်မိတ်ကလေးရောပေါ့နော်ကျက်သွန်မိတ်ကလေးလည်းအပေါ်ကဖြူးပြီးတော့အကုန်စုံပြီးဆိုလို့ရှိရင်တော့တူလေးနဲ့နှက်အောင်နေပြီးတော့သုံးဆောင်ရုံပဲရှိပါတယ်ရှင်အားလုံးပဲလိုက်ပြီးတော့ဒီလိုလေးအိမ်မှာလှုပ်ရှားကြည့်ပါရှင်ဒါဆိုရင်ပေါ်လင်းပြေဆုံးကျုံခောက်ဆွဲလေးတစ်ထုပ်ကိုပြုတ်ပြီးတော့မှဟိုပါပေါ့နော်ဒီလိုကိုစားရင်လည်းအစာပလာလေးတွေထည့်လိုက်ပေါ့နော်ထည့်ပြီးတော့ကျမတို့ဒီလိုလေးလှုပ်ရှားပါတယ်ရှင်ဒါအိမ်မှာမိသားစု6ယောက်9ယောက်လောက်စားရလောက်ပါတယ်ပေါ့နော်အဲ့ဒါမနေ့ကင်းပေါ့နော်ဒါဒီနေ့ဥပုံနေ့ဆိုတော့ခါကြတော့မနေ့ကင်းစားလေးစောစောလေးဒီလိုလေးလှုပ်ရှားလိုက်တော့အိမ်မှာနော်ရတာလည်းရှိတယ်အားရလည်းဖြစ်တယ်မနေ့ကင်းစားစီချက်လေးအဆင်ပြေသွားပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်